အားလည်းခုလက်ရှိသဘောကျပြီးအားပေးနေတဲ့ Time BL series ကပဲနှစ်ယောက်တည်းကဘုံဆွဲတယောက်ကအခု neck injury နဲ့ဆေးရုံတင်ထားတယ်သူ့လည်းအခုစိတ်ထဲမှာ miss ဖြစ်နေရပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့ activity ဆိုလဲခုနောက်ပိုင်း binge watch တွေလုပ်တာအခုသူ့အနားယူတဲ့အချိန်ကျမှလည်း Facebook ကိုအနားယူရတဲ့သဘောတရားရှိတယ်အဓိကပြောချင်တာမဟုတ်သေးဘူးအရင်ကဘန်ကောက်မှာတော့သူတို့နှစ်ယောက်ရဲ့ family တင်ကိုသွားပူတယ်အတုံးကအပေးတဲ့အခါသူတို့နဲ့ထိုင်ရိုက်မိဆက်တဲ့သူမျိုးတော့မဟုတ်ဘူးလူအများထဲမှာပဲမတက်ရက်ပြီးတော့ကြီးတဲ့သူတွေကပဲဘာလို့လဲဆိုတော့အိမ်မက်တွေကစီးကြီးရဆိုတဲ့စကားအတိုင်းပဲပေါ့နော်အဲ့စကားတကယ်မှန်တယ်သူတို့နဲ့စကားပြောနိုင်ဖို့ဓာတ်ပုံရိုက်နိုင်ဖို့ဆိုတာကအလစ်မှာအနည်းဆုံးဘတ်တစ်ထောင်လောက်စပြီးတော့လိုတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ကလည်းထိုင်းစကားလည်းမရဘူးသူနဲ့လည်းစကားတော့မပြောရတဲ့အခါကျတော့အိပ်ဖက်တွေတော့လည်းမသွားဖြစ်ဘူးတကယ်သွားခြင်းနဲ့အကြောင်းရင်းကိုလာပြီအဲ့ဒါဘာလဲဆိုတော့သူတို့အောင်မြင်နေပေါ့နော် BL fan တွေဆိုလဲကမ္ဘာအနှံ့မှာအများကြီးပဲဒီ Asian အပြင် Europe မှာလည်းအများကြီးပဲသူတို့အောင်မြင်နေဆိုတာလည်းမဆန်းပေါ့နော်ဘာလို့လဲဆိုတဲ့ဟာကိုအလဲက personal development တမဆိုတော့ personal development shooter ကနေပြောပြပေးမယ်အဲ့နံပါတ်1ကကြတော့သူတို့မှာ long term vision အမြဲတမ်းရှိရဆိုတာကိုတွေ့ရတယ်အဲ့လိုပဲ Olito ရဲ့တကယ် personal life မှာလည်းဘယ်လို apply လုပ်လို့ရလဲဆိုတော့ long term vision လေးထားပေါ့ဥမာကိုကလေ့ကျင့်ကောင်းတစ်ခုကိုဘယ်လောက်ထိ long term လုပ်သွားချင်တာလဲအဲ့ဒီပေါ် focus လုပ်ပြီးတော့သွားတင်တယ်မဟုတ်ဘူးဆိုရင် Olito ပုံမှန်ဖြစ်နေကြတရက်နေ့ရက်လုပ်ပြီးတပတ်လောက်လုပ်ပြီးပျောက်သွားတယ်အဲ့လိုမဟုတ်တော့ဘူးအဲ့လိုမဖြစ်တော့ဘူးကြူပြီးတော့ visualize လုပ်ထားဖို့လိုတယ်ပေါ့နံပါတ်2ကသူတို့မှအမြန်တွေ့ရတာ they always show up no matter what ပေါ့နော်ဘာပဲဖြစ်နေပါစေပြိသက်ရှိမှဆိုလဲထွက်ပြနေရပေါ့ဥမာအနေနဲ့ Ollie ကြိုက်တဲ့ BL မင်းသားနောက်တစ်ယောက်ရှိသေးတယ် Force ဆိုတဲ့တယောက်ပေါ့နော်သူဆိုရင်သူ့အဖေဆုံးပြီးတော့တိတ်မကြောက်ဘူး Ollie သူ့ activity အနေနဲ့တွေ့လိုက်တာဖုန်းကြီးဝတ်တယ်ဖုန်းကြီးဝတ်လို့နားပြီးလို့မသိမကြခင်မှာပဲသူ fan meeting ဆက်လုပ်တယ်ပေါ့ key အစ်စ်လေးနဲ့အဲ့တော့သူတို့ကြည့်လိုက်ရင်ဘယ်လောက်ပဲ personal ကိစ္စတွေစင်မပြေဖြစ်နေပါစေအများနဲ့ show up ဖြစ်တယ်ပေါ့အဲ့တော့ Olito ရဲ့တကယ်လက်တွေ့ဘဝမှာလည်းဘယ်လိုအသုံးချလို့ရလဲဆိုတော့ဘယ်လောက်ထိပဲ personal မှာအသေးတွေကွဲနေပါစေ relationship တွေအဆင်မပြေဖြစ်နေပါစေတခုခုအလုပ်ကိစ္စပဲဖြစ်ဘယ်ဟာပဲဖြစ်အများနဲ့ show up လုပ်မယ်ပေါ့အများနဲ့အရှုံးမပေးဘဲနဲ့ဆက်သွားနိုင်မယ်ဆိုရင်တခြားသူတွေတက်ပို့ပြီးရှေ့ရောက်နိုင်မယ်လို့အဲ့လိုမြင်တယ်ပေါ့နောက်ဆုံးသူတို့ရှိမှမြင်ရတာ they always keep their promise ဆိုတဲ့ဟာလေးကိုလည်းမြင်ရတယ်ဥပမာအနေနဲ့ Ollie အခုကြည့်နေတဲ့ BL couple ဆိုရင် Bon Brand ဆိုရင်သူတို့ရဲ့ဒီ revenge series အတွက်အပတ်တိုင်းမှာသူတို့အများနဲ့ promotion တွေရှိရ live တွေရှိရပေါ့အများနဲ့သူတို့ကြည့်လိုက်ရင်ပြုံးနေတာကြီးပဲပေါ့နော်အဲ့တော့ခရီးတည်ရလို့အဲ့လိုမြင်ရတယ်ပေါ့တခုဆိုရင် Ollie ရဲ့ဘွားမှာလည်းကိုသွားကျင်တဲ့ဟာလေးတွေကိုအများနဲ့ကိုပေါ့ keeping promise တွေလုပ်ရင်ပို့ပြီးတော့ရင်ထက်တဲ့ confident တက်လာမယ်လို့အဲ့လိုမြင်တယ်နောက်တစ်ခုကကိုပေါ့ကိုလည်းပိုလေးစားလာလိမ့်မယ်လို့မြင်တယ်ပေါ့ဒါလေးကတော့သူတို့ကိုကြည့်ပြီးတော့အဲ့လိုအပြင်လူအနေနဲ့မြင်ရတဲ့ဟာပေါ့နော်အဲ့လိုမြင်ရတဲ့ဟာမှန်ချင်းမှလည်းမှန်အောင်ပဲပေါ့ပြီးတော့ကြည့်နေတဲ့BL fan တွေလည်းပါမယ် BL fan မဟုတ်တဲ့သူတွေလည်းပါမယ်အဲ့တော့ကိုသဘောကျတဲ့ idol ပဲဖြစ်ဖြစ်ဘယ်သူတွေပဲဖြစ်ဖြစ်သူတို့ကြည့်ပြီးဘယ်လိုအရာတွေရလိုက်တယ်အဲ့ဒါလေးပြောပြပေးပါအောင်